ဒီတစ်ခါတော့အောင်မြင်တဲ့ဘဝအတွက်လိုအပ်တဲ့အချက်9ချက်တွေကနံပါတ်5အချက်ဖြစ်တဲ့အချိန်စီမံခန့်ခွဲမှု time management ကိုမိတ်ဆွေတို့ကိုမျှဝေပေးသွားချင်ပါတယ်။ဟုတ်ပြီကဘာမှာအောင်မြင်တဲ့သူတွေကတရက်မှာဘယ်နှစ်နိုင်ပိုင်းဆိုင်နေလဲ24နိုင်ပဲ။ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ဘာအောင်မြင်မှုမှမရှိတဲ့အမြဲတမ်းရှုံးနေတဲ့သူတွေမှာရောနိုင်မှဘယ်လောက်ပိုင်းလဲ24နိုင်မှာပဲကျွန်တော်မှာမိတ်ဆွေမှာပိုင်စတဲ့နိုင်ငံဘယ်လောက်ရှိလဲ24နိုင်ပဲဒါဆိုလူတစ်ယောက်ကတရက်ကို24နိုင်ပဲပိုင်ခဲ့တာနဲ့တချို့လူတွေကအဲ့24နိုင်အတွင်းမှာအောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်တယ်တချို့လူတွေကအဲ့24နိုင်အတွင်းမှာဘာအောင်မြင်မှုမှမရဘဲနဲ့အချိန်တွေကုန်ဆုံးတဲ့ဘဝကပြီးဆုံးသွားတယ်ဒါဘာကြောင့်လို့ထင်လဲရိုးရိုးလေးပါပဲဒါကအချိန်ကိုစီမံခန့်ခွဲမှုပါပဲအချိန်မလောက်ဘူးလို့ကျွန်တော်တို့ပြောနေလို့မရဘူးလူတိုင်းအတွက်က24နိုင်အချိန်မပိုင်ပါဘူးအချိန်ပိုနေတဲ့သူတွေကလည်း24နိုင်ပဲအချိန်မလောက်ဘူးဆိုတဲ့သူလည်း24နိုင်ပိုင်ပါတယ်အဲ့ဒီအချိန်မှာပါ24နိုင်ဆိုအချိန်ကိုပဲဘလို့အသုံးချလဲဆိုတဲ့အပေါ်မူတည်ပြီးတော့အောင်မြင်တဲ့ဘဝမအောင်မြင်တဲ့ဘဝတွေကိုရရှိသွားတာပါအဲ့တော့အောင်မြင်တဲ့သူတွေကသူတို့ရဲ့24နဲ့ဆိုတဲ့အချိန်ကိုဘယ်အချိန်မှာဘာလုပ်မယ်ဘယ်အချိန်ကတော့နားယူမယ်ဆိုတော့တေချာတဲ့ time management plan တွေနဲ့ဘဝကိုရည်တည်တဲ့စူးစမ်းတဲ့တိဆောက်တွေအဲ့တော့သူတို့ကအောင်မြင်မှုရတယ်ဘာမှဖြစ်ထွန်းမှုမရှိတဲ့သူက24နိုင်လုံးမှာအချိန်ကိုဖြစ်တယ်လို့အသုံးချတယ်ရုပ်ရှင်ကြည့်မယ်ဂိမ်းကစားမယ်တခြားလူတွေစကားတွေပြောနေမယ်အကျိုးမရှိအလုပ်လုပ်နေမယ်အဲ့တော့ online ပေါ်ကနေပြီးတော့တွေ့နေတဲ့ကိုယ့်အတွက်အကျိုးမရှိတဲ့ဘယ်သူမှအကျိုးမရှိတဲ့အကြောင်းအရာတွေကိုဖတ်နေမယ်အချိန်ဖြုံးနေမယ်ဆိုတော့အဲ့ဒီလူကဘယ်တော့မှအောင်မြင်တဲ့သူဖြစ်လာမှာမဟုတ်ပါဘူးအဲ့တော့ time management ဆိုတာအောင်မြင်တဲ့ဘဝတစ်ခုရဖို့အတွက်အရေးကြီးတဲ့အချက်တွေကတစ်ချက်ဆိုတာမိတ်ဆွေပဲတော့မှမမိပါနဲ့အချိန်စီမံခန့်ခွဲမှုကောင်းလုပ်နေပါစေအောင်မြင်တဲ့ဘဝရရှိပါစေ